Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Phase 1 free ticket နဲ့အတူကျွန်တော်ဒီနေ့ Aspirian event ကို ticket တွေနဲ့ဖောက်ပြမှာပဲဖြစ်ပါတယ်ပထမဆုံး free ticket login ဝင်တဲ့တကယ်ရတယ်ဆိုတော့ကျွန်တော်ယူပြီးသွားပြီဆိုတော့အရင်ဆုံး ticket ဖောက်လိုက်ပါမယ်ရောဘာရမလဲဆိုတော့ကမရပါဘူးနောက်တစ်ခါ diamond နဲ့ diamond က250 3ရမယ်ဆိုတော့အရင်ဆုံးတွားလှည့်လိုက်ပါမယ် diamond နဲ့ပထမတစ်ခါရောဘာမှမရပါဘူးနောက်တစ်ခါထပ်လဲလိုက်ပါမယ်250တော့မယ်ဆိုတော့ကျုံโอเคဒီက ticket တွေအကုန်လုံးယူလိုက်ပါမယ် ticket အလုံးပေါင်းစုပေါင်း16ခုရတယ်ဗောနော်ကျွန်တော်က login တစ်ခုအရင်ယူလာတာဆိုတော့โอเค10ခေါက်လှည့်လိုက်ပါမယ်ကျွန်တော်မှာက skin နေပါရှိလဲဆိုတော့ lucky box skin တော်တော်များများမရှိသေးပါဘူးရှိတာကတော့ irritant နဲ့ free ဟာနှစ်ကောင်မှရှိတယ်ဗောနော်โอเค lucky box တွေကဒါတွေမရှိသေးဘူးဒီမှာကရော epic ထဲမှာဆိုရင်ဟန်နဘီတစ်ကောင်မှမရှိသေးတာဗောနော်အဲ့တော့ဟန်နဘီကရဖို့များတယ်ဗောနော်โอเคလဲလိုက်မယ်ဒါဆိုကိုဘာရမလဲဘာကြီး Payback time. Nice. Fasha Colada. What? 120ခါစိတ်ကောင်းသွားပြီဗောနော် Fasha Colada လေးပြီးရဲဆိုတော့ Let's go.ခုနခေါက်ထက်လှည့်လို့ရသေးတယ်ဗောနော်ခဏတော့ကျွန်တော်3ခေါက်လှည့်ထားတာဆိုတော့ဒီတစ်ခေါက်မှာကနောက်တဲ့ခုနခေါက်နဲ့ပေါင်လို့ရှိရင်10ခေါက်လှည့်လို့ရသေးတယ်ဗောနော်တစ်ခေါက်ချင်းဒီလှည့်လိုက်မယ်ထပ်4ခေါက်ကျန်တော့ဗောနော်ဟာပါလေပြီးထရစ်စကင်โอเคနောက်ထပ်4ခေါက်ထပ်လှည့်လို့ရပါတော့ကျွန်တော်အားလုံးပေါင်းဒီနှစ်ခေါက်လှည့်လာတယ်ဆိုတော့9ခေါက်ရှိပြီဗောနော်လှည့်လာတယ်ဒီမှာ4ကကျန်သေးတာဆိုတော့17ခေါက်လောက်တော့ရသေးတယ်ဗောနော်โอเคနောက်နှစ်ခေါက်ကျန်တော့နော်ကြော်ဒီကဖေးကောင်းမြောက်ပါဘာစကင်ရမလဲဟန်နဘီဟုတ်ပါဘူးစမရတာအပေပါရှိပြီးသားပါ
ဘောက်ကဘာကြမ်းအိုး3နှစ်ခါရှိပြီပေါ့နော်နောက်3တစ်လုံးဆိုရင်တော့စကင်ကောင်ရပြီပေါ့နော်ဒါမှလည်းမဖြစ်နိုင်ပါဘူး let's go နောက်တစ် ticket 2ခေါက်ကျန်သေးတယ်ပေါ့နော်2ခေါက်ထည့်လိုက်ပါမယ်ပတ်တန်က33နဲ့ဘာပတ်တန်ရှိလဲမသိတော့တီးလို့ရှိရင်ကွန်မန်းမှာတစ်ခြားလောက်ဝင်ရေးပြီပေါ့နော်โอเค event တော့လောက်ပါပဲနောက် phase 2လာမှာပဲနောက်တစ်ခါထက်လဲပါတော့မယ်အားလုံးပဲတက်တာပါ